းတွေပိတ်ချက်စီချက်ကတော့ပြောတော့လည်းနေပြီးတော့လမ်းတွေကကျယ်ကြီးတွေတဲ့မြို့တည်ထားတာ220ပဲရှိသေးတယ်ကားတွေကပိတ်ချက်သိမ့်နေပြီနောက်ထပ်2050လောက်ဆိုရင်တော့တော်တော်ကြီးမှတော်တော်ကြီးကိုအဆင်မပြေတော့ဘူး။အော်မရှိုးပွဲလုံးမဲ့နေရာကတနေရာဇက်ပွဲလုံးမဲ့နေရာကတနေရာလမ်းနေရာလည်းရက်ဆက်ပါတယ်ကြိတ်ကြိတ်တိုးနေမှာစီကာတိုက်ညာပြီးတော့ရန်ရှယ်ပါပဲလို့ဒါဒီနေ့ကကားအင်းနဲ့ပါသွားတယ်မနေ့ကဒီတက်ပို့ပြီးတော့ကားတွေပိတ်တယ်ပုံများတယ်ပိုစီတယ်ပေါ့နော်ဒါဒီနေ့ကတော့ဒီဘက်ချမ်းပါပဲရှိမနေ့ကတော့ဟိုဘက်ကဒီဘက်ကအပိတ်အပြည့်မနေ့ပြန်ဆိုရင်တော့ဒီဘက်လမ်းဟိုဘက်လမ်းဟိုသွားလို့ရမှာမဟုတ်တော့ Oh my god တော်လေးတာပေါ့ငွေကြီးတွေဖောင်းပွားပြီးကုန်စည်နှုန်းတွေတက်လို့တာပဲငွေကြီးတွေလည်းမဖောင်းပွားခဲ့ဘူးကုန်စည်နှုန်းတွေလည်းမတက်ခဲ့ဘူးဆိုရင်တော့မလေးဘယ်တော့သုံးကြမလဲမသိဘူး